ခွဲသားတစ်တံမှာရှိတဲ့ pH ကိုညီမနှိညီမဟန်နဲ့တွက်ချက်ကြည့်မှာဖြစ်ပါတယ်။တစ်တွေကိုရှေးရခင်တွေကရွေချက်မျိုးမျိုးအတွက်ခွဲချမ်းအသုံးပြုလာခဲ့တာယနေ့ခေတ်အထိဖြစ်ပါတယ်။ဒီလိုခွဲချမ်းအသုံးပြုမှုကြောင့်ခွဲသားတစ်တွေဟာအရွယ်အစားနဲ့ပုံစံအမျိုးမျိုးဖြစ်လာပါတယ်။၎င်းတို့ရဲ့အရွယ်အစားနဲ့ပုံသဏ္ဍာန်ကွဲပြားမှုကြောင့်တစ်တံမှာရှိတဲ့ pH ဟာလည်းကွဲပြားခြားနားသွားပါတယ်။ဒါကြောင့်အရွယ်အစားအလိုက်ခွဲသားတစ်တံမှာရှိတဲ့ pH ကိုတွက်ချက်သွားမှာဖြစ်ပါတယ်။ပထမဦးစွာတလက်မှာပတ်လည်တစ်တံမှာရှိတဲ့9200ပေကိုစံအဖြစ်သတ်မှတ်ပါမယ်။စံအဖြစ်သတ်မှတ်ရခြင်းမှာသက်ဆိုင်ရာနယ်ပယ်အသီးသီးမှာပညာရှင်များကျွမ်းကျင်သူများရဲ့သုတေသနတွေ့ရှိချက်များကိုအခြေခံပြီးတော့သတ်မှတ်ခြင်းဖြစ်ပါတယ်။ဒါဆိုရင်၄နှစ်တစ်တံမှာပေဘယ်လောက်ရှိလဲဆိုတာကိုတွက်ကြည့်ပါမယ်။တိလိုသောတစ်အရွယ်စားရဲ့ဒုနဲ့ပြက်ကိုမြှောက်ပြီးတော့ရလာသောရလတ်နဲ့စံသတ်မှတ်ထားတဲ့9200ပေကိုစားပါမယ်။ရလာသောအဖြေကတစ်တံရဲ့ pH ဖြစ်ပါတယ်။ဒီမှာဆိုရင်ဒုနဲ့ပြက်ဖြစ်တဲ့၄နဲ့2ကိုမြှောက်ပါမယ်။မြှောက်လို့ရလာတဲ့8နဲ့9200ကိုစားပါမယ်။ဒါဆိုရင်900 pH ရလာပါပြီ။ဒီ900 pH က၄နှစ်တစ်တံမှာရှိတဲ့ pH ပဲဖြစ်ပါတယ်။ကြံရှိတဲ့တစ်အရွယ်အစားတွေကိုလည်း၎င်းဒီအတိုင်းတွက်ချက်လို့ရပါတယ်။